Russia Federation နိုင်ငံ Roscosmos နိုင်ငံပိုင်အာကာသ Corporation မှာအထွေထွေအတွင်းမှုကြောင့် His Excellency Mr. Dmitry Vladimirovich Bakanov ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဟာအခုလ25ရက်နေ့ကမြန်မာအာကာသအေဂျင်စီ MSC မှာမြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ်ဒေါက်တာစိုးမြင့်မောင်ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံကရုရှားမြန်မာအာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာညှိနှိုင်းစည်းဝေးကိုကျင်းပပါတယ်now His Excellency Mr. Dmitry Vladimirovich Bakanov နဲ့အဖွဲ့ဟာမြန်မာအာကာသအေဂျင်စီ MSC မှာတာဝန်ရှိသူများလိုက်ပါပြီ။တကုံမျိုးနဲ့အလုံးလန်းရှိအာကာသပြတိုက်မှာလေးချင်ရေးထက်တန်းကျောင်းကမာရွတ်မြို့နယ်မှာအလဲတန်းအထက်တန်းကျောင်းသားကျောင်းသူများနဲ့တွေ့ဆုံပြီး His Excellency Mr. Dmitry Vladimirovich Bakanov ကအာကာသနည်းပညာကျောင်းကိုဟောပြောပို့ချပြီးခီးစင်မှာလိုက်ပါလာတယ်။ဆိုဗီယက်ပြည်ထောင်စုသူရဲကောင်းဖွဲ့နဲ့ရုရှားနိုင်ငံရဲ့သူရဲကောင်းဖွဲ့ချင်းမြင့်ချင်းခံရသူအာကာသယာဉ်မှူး Mr. Sergei Konstantinovich Krikalev ကအာကာသကိုပြန်တန်းချင်းဆိုင်ရာအတွေ့အကြုံများကိုရှင်းလင်းပြောကြားခဲ့တယ်လို့သတင်းရရှိပါရရှင်။